ခုဒီဗီဒီယိုမှာဘာတွေပြောပြသွားမှာလဲဆိုတော့ကျွန်တော်တို့ကွန်ပျူတာကနေပဲဖြစ်ဖြစ်ဖုန်းကနေပဲဖြစ်ဖြစ် laptop ပဲဖြစ်ဖြစ် desktop ပဲဖြစ်ဖြစ် router တစ်လုံးနဲ့ချိတ်ထားတယ်ပေါ့ဒီ router ဒီကျွန်တော်တို့အသစ် TP-Link router လေးကို reset ချထားတယ် reset ချထားတဲ့ router လေးကိုဒီကွန်ပျူတာကနေ Wi-Fi ချိတ်လိုက်တယ်ပေါ့ဖုန်းကနေချိတ်လဲရတယ်ပေါ့အဲဆိုရင်ကိုယ့်ရဲ့ကွန်ပျူတာရဲ့ IP ကဘာဖြစ်သွားတော့ router ရဲ့ IP ကဘယ်လောက်ဖြစ်နေတော့ပြီးရင် router လေးကို configure လုပ်မယ်ဘာတွေလုံးမှာတော့ဆိုရင်ဒီ router လေးကိုဒီ router လေးကိုဝင်ဖို့ password အသစ်သတ်မှတ်တာပါမယ်ဒီ router ရဲ့ Wi-Fi name ချိန်တာပါမယ် Wi-Fi ကိုချိန်ဖို့အတွက် password ချိန်တာပါမယ်ပေါ့ဟုတ်ပြီနံပါတ်1ကတော့ကျွန်တော်တို့ကအလွယ်ဆုံး Windows R နှိပ်လိုက်မယ် Windows R နှိပ်မယ်အမှဘာရိုက်မှာတော့ဆိုတော့ ncpa.cpl ncpa.cpl လို့ရိုက်ပြီးသွားရင်ကျွန်တော် Wi-Fi ချိတ်ထားတယ်ဆိုလဲ Wi-Fi နဲ့ Ethernet နက်ဝက်ကြိုးထိုးထားရင်လဲ Ethernet မှာပေါ်နေလိမ့်မယ်ပေါ့အဲ့ဒါဒီပေါ်မှာကိုချိတ်ထားတဲ့ network connection မိနေတဲ့ network ပေါ်မှာ right click status ပေါ့အခြေအနေသိချင်တာမလို့ status detail ဆိုပြီးတော့ကြည့်လို့ရတယ်အဲ့ဒါ IPv4 address မှာ 192.168.1.105 ဆိုတာဒီကွန်ပျူတာဒီ device ရဲ့ IP ပေါ့ကိုကွန်ပျူတာကိုဖုန်းကို laptop ရဲ့ IP က 192.168.1.105 ပေါ့နောက်ထပ်ဖုန်းတစ်လုံးသာချိန်မယ်ဆိုရင်ကျွန်တော်မှနောက်ထပ်ဖုန်းတစ်လုံးရှိလို့ဖုန်းတစ်လုံးနဲ့သာချိန်မယ်ဆိုရင်နောက်ထပ်ဖုန်းတစ်လုံးဒီ 192.168.1.106 ဆိုပြီးဖြစ်နေပါနောက်ထပ်ကွန်ပျူတာတစ်လုံးကထပ်ချိန်တယ်ဆိုလဲ 192.168.1.109 ပေါ့ဒါမှမဟုတ်လဲ120ပေါ့ဒါမျိုးတွေဖြစ်နေမယ်ဒါကကိုယ့်ရဲ့ IP တွေရဲ့ address ကိုကြည့်တဲ့အောင်လို့ပေါ့ဒါကကိုယ်မှာဖြစ်နေသော IP addressကျွန်တော်တို့ရဲ့ router သို့မဟုတ် gateway ရဲ့ IP ကကြတော့ 192.168.1.1 ပေါ့ကျွန်တော်တို့ Wi-Fi လွှင့်ပေးထားသော set ရဲ့ router လည်းဖြစ်နိုင်တယ် gateway လည်းဖြစ်နိုင်တယ် access point လည်းဖြစ်နိုင်တယ်ပေါ့နော်ကို gateway ရဲ့ IP ဒီ 192.168.1.1 အဲ့ဒါကျွန်တော်တို့က 1.1 နဲ့ဝင်ကျင်တယ်ဆိုရင် browser ကိုဖွင့်ပြီးသွားရင်ကျွန်တော်တို့က 192.168.1.1 လို့ရိုက်ထည့်လိုက်ဒီ HTTP လေးရိုက်မထည့်လဲရတယ်ဒါမျိုးလေးရိုက်ထည့်လိုက်ပေါ့ 192.168.1.1 ကို router ရဲ့ IP ကိုရိုက်ထည့်ပြီးရင်ဒီ router ကကျွန်တော် Dual band ဆိုတာတော့ 2.4GHz နဲ့လည်းလွှင့်မယ် 5GHz နဲ့လည်းလွှင့်မယ်ပေါ့ဒီကောင်ရဲ့ router ရဲ့ model နာမည်လည်းပေါ်တယ် okay ဒီ router ကို reset ချထားတာဖြစ်တဲ့အတွက်ဒီ router ဒဲကိုဝင်ဖို့ password တခုသတ်မှတ်ရတယ်ကျွန်တော်ကတော့ဥမာ C2 $3 လို့ပေးလိုက်မယ်ပေါ့ confirm password ဖြစ်တဲ့အတွက်နှစ်ခုတည်းတူဖို့လိုတယ်ပေါ့ဒီရက်တွေပြဒီ router လေးကိုဝင်ဖို့ password တခုအသစ်သတ်မှတ်တာပေါ့နော်ဒါ router ကို reset ချထားတာမို့လို့သူကဒီ router လေးကိုဝင်မယ်ဆိုရင်နောက်တစ်ခါဝင်ဖို့အတွက်ကို password သတ်မှတ်ခိုင်းတာပေါ့ကျွန်တော်ကတော့ကိုကြိုက်တဲ့ password လေးပေးလိုက်ပေးပြီးတိုင်း step ဆိုပြီးနှိပ်လိုက်ဒီနဲ့အကြောင်းကတော့တူရမှာပေါ့အခုဘာလို့ချင်တာတော့ဆိုရင်အလွယ်လို့ချင်တော့ quick setup နဲ့ဖြည့်သွားပေါ့နော်အဲ့ဒါကျွန်တော် quick setup လေးလည်းသုံးပြသွားမယ် next နှိပ်လိုက်မယ်router ကိုဘာအနေနဲ့သုံးတာတော့ဆိုရင် wireless router အနေနဲ့ပဲထားမှာမို့လို့ကျွန်တော် next ပဲနှိပ်လိုက်မယ်ပြီးသွားရင်ကျွန်တော်တို့က internet ကို auto သိပါလို့ပြောတာပေါ့နော် network ကြိုးထိုးထားတဲ့ internet ကြိုးပေါ့ WAN ကြိုးပေါ့ WAN ကြိုးကိုလည်းကျွန်တော်ထိုးထားတာမို့လို့ auto detect နဲ့ပဲယူလိုက်ပြီးရင် next ကိုနှိပ်လိုက်ဒါဆိုရင်သူက auto လိုက်ရှာလိမ့်မယ်ပေါ့အမှလည်းထုံးတဲ့အတိုင်း next ပဲနှိပ်လိုက် 2.4 နဲ့လည်းလွှင့်မယ်ဒီ router ကနေ 5GHz နဲ့လည်းလွှင့်မယ်ဆိုတဲ့အဓိပ္ပာယ် 2.4 ပဲလွှင့်နေတယ်ဆိုလဲ Amantic ကိုဖြုတ်လို့ရတယ် 5GHz နဲ့ပဲလွှင့်မယ်ဆိုလဲဒီ Amantic ကလေးကိုဖြုတ်လို့ရတယ်ပေါ့ကျွန်တော်ကတော့ 2.4 နဲ့လည်းလွှင့် 5GHz နဲ့လည်းလွှင့်ဆိုတော့နှစ်ခုလုံးကို Amantic ထားတဲ့ next ကိုပဲနှိပ်လိုက်မယ်ပြီးရင် Wi-Fi နာမည်သူဘာနဲ့လွှင့်ကျင်တာတော့ပေါ့ default နာမည်ကတော့ TP-Link 850E နဲ့လွှင့်နေတာကျွန်တော်ကC2 CPE ဆိုပြီးတော့လွှင့်ကျင်တာမို့လို့ C2 CPE လို့ရေးလိုက်မယ်ကိုကြိုက်တဲ့နာမည်နဲ့လွှင့်လို့ရတယ်ပေါ့အဲ့လိုပဲ Wi-Fi password ကိုလည်းကြိုက်တာနဲ့ထားလို့ရတယ်ကျွန်တော်က Wi-Fi password ကိုတော့ 2026 C2 ဆိုပြီးတော့ကျွန်တော်ထားလိုက်မယ်ပေါ့အဲဆိုရင်ဒီကောင်ကကို Wi-Fi ကဘာနာမည်နဲ့လွှင့်စေချင်တာတော့ဒီကောင်ကကိုရဲ့ password ကို C2 CPE ကိုချိန်ရင်ထည့်ရမယ့် password ကိုဒီမှာသတ်မှတ်လို့ရတယ် next ကိုနှိပ်လိုက်ဒီ 2.4 အတွက်သတ်မှတ်နေတာတကယ်တမ်းတော့ Wi-Fi ဒီ C2 CPE နဲ့လွှင့်နေမယ် password ကတော့ဒါဖြစ်တယ်ပေါ့ပြီးရင် तू က 5GHz အတွက်ကောဘာလို့လွှင့်ကျင်တော့ပေါ့ကျွန်တော်ကပေးလိုက်မယ် C2 5GHz လို့ပေးလိုက်မယ်ကြိုက်တဲ့နာမည်ပြီးလို့ရတယ်ပေါ့password ကိုလည်းကျွန်တော်ဘာလို့ပေးလိုက်မှာအောင်ဆိုရင်ကျွန်တော်9 8လုံးပေးလိုက်မယ်1 2 3 4 5 6 9 8အနည်းဆုံး8လုံးတော့ထားမယ်ပေါ့ password policy ရဆိုရင်တော့စလုံးအသေးကြီးလည်းပါဖို့လိုအပ်တယ်ဒီလိုမထည့်ရဘူးနောက်တစ်ခါ special character တွေ special key တို့ share sign တို့လည်းပါမယ်ပေါ့စလုံးအသေးကြီးပါမယ်ခဏ numbering ပါမယ် series မကြရအောင်ပေါ့နော်ခုဒါတော့ကျွန်တော်လွယ်အောင်လို့9 8လုံးပဲထားလိုက်တယ် next
ပြီးသွားရင် save ဒါလေးပဲဒါဆိုရင်ကျွန်တော်တို့ကဘာလုပ်တတ်သွားတော့ဆိုရင်ကိုယ့်ရဲ့ကွန်ပျူတာကိုယ့်ရဲ့ဖုန်းရဲ့ IP ကိုကြည့်တတ်သွားမယ်နောက်တစ်ခုက router သို့မဟုတ် gateway ရဲ့ IP ကိုကြည့်တတ်မယ် router ရဲ့ gateway ရဲ့ IP ကြည့်ပြီဆိုတာနဲ့နံပါတ်1ကျွန်တော်တို့ကဘာလုပ်တုံဆိုရင် browser ကိုဖွင့်တယ် browser open ပြီးတော့ router ရဲ့ IP ဒီ 192.168.1.1 မလို့ 1.1 ရိုက်တယ် router ကို reset ချထားတာဆိုတော့ password အသစ်သတ်မှတ်ပါဆိုတော့ကျွန်တော်တို့ကစာကြောင်းတစ်ကြောင်း password ရဲ့ confirm password တူအောင်ပေးတယ်ပေါ့နောက်ခါဝင်ချင်တော့ကျွန်တော်တို့က 192.168.1.1 နဲ့ဝင်မယ်စောစောတုန်းကထားခဲ့တဲ့ password လေးနဲ့ပဲဝင်လိုက်အောင်ပဲပြီးတော့ဒီ password တွေသတ်မှတ်လို့ရပြီ wifi နေသတ်မှတ်လို့ရပြီပေါ့အခုဆိုရင်တော့ဒီကွန်ပျူတာက wifi ကချိန်သွားပြီကျွန်တော်တို့ကဒီ wifi လေးကိုနှိပ်ပြီးတော့သူဒီနောက်တစ်ခုကိုချိန်နေလိမ့်မယ်ကျွန်တော်တို့ကဘယ်သူ့ကိုချိန်ချင်တာလုံးဆိုရင်ကိုချိန်ချင်တဲ့ကိုနာမည်ပြီးခဲ့တဲ့C2 CPE ပဲဖြစ်ဖြစ် 5G ဆက်ပဲဖြစ်ဖြစ်ကိုရဲ့နာမည်လေးကိုချိန်ပြီးရင်ဒီ 1.1 နဲ့ကိုဝင်ပြီးတော့စောစောတုန်းကထားခဲ့တဲ့ password တွေရိုက်ပြီးရင်ဒီလို password အသစ်ချိန်တာ wifi name ချိန်တာတွေကိုလုပ်တတ်တော့မှာပဲဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်